မင်္ဂလာပါရှင်မဖြစ်နိုင်ဘူးဆိုတာတေချပြီလားဆိုတဲ့ podcast အစီအစဉ်ကနေနားဆင်သူအပေါင်းကိုပြန်လည်ကြိုဆိုပါရစေဒီနေ့မှလည်းဖေမြေရဲ့နာမည်ကြီးစာအုပ်ထဲကဒုတိယအခန်းဖြစ်တဲ့ Jeff Binney ရဲ့ဘဝဇာတ်ကြောင်းနဲ့သူ့စီကနေကျမတို့ဘာတွေထပ်ပြီးတင်ယူနိုင်လဲဆိုတာကိုလေ့လာကြည့်အောင် Jeff Binney ဆိုတာ1894ခုနှစ်မှာမွေးဖွားခဲ့တဲ့အမေရိကန်ပြည်ထောင်စုရဲ့ထင်ရှားကြော်ကြားတဲ့လူရှင်တော်တရုတ်ဆောင်တဦးပါ18နှစ်တာအရွယ်ကလေးကဖျော်ဖြေရေးလောကထဲကိုဝင်ရောက်ခဲ့ပြီး1929ခုနှစ်မှာရေဒီယိုအစီအစဉ်တွေနဲ့နာမည်ကြီးကြော်ကြားခဲ့တဲ့သူပါရေဒီယို TV စတဲ့မီဒီယာမျိုးမှာအောင်မြင်မှုရရှိခဲ့ပြီးရာစုနှစ်ရဲ့အကောင်းဆုံးဖျော်ဖြေရေး20ဦးစီးရင်မှာလည်းပါဝင်ခဲ့ပါတယ် Jeff Binney ရဲ့အောင်မြင်မှုဟာကံကောင်းလို့တော့မဟုတ်ဘူးသူ့အလုပ်အပေါ်ဘလောက်ထိအာရုံစိုက်ပြီးစူးစမ်းခဲ့လဲဆိုတာကနေရလာတာပါသူ့ရဲ့ဟာတာညံကမွေးရပါပဲဒါပေမဲ့ဒီဟာတာညံကိုဘယ်လိုအကောင်းဆုံးအသုံးချရမလဲပရိသတ်ကိုဘယ်လိုရီမောပျော်ရွှင်အောင်လုပ်ရမလဲဆိုတာကိုသူကအမြဲတမ်းတင်ယူလေ့လာနေခဲ့တဲ့သူတစ်ယောက်ပါသူ့ကိုဒါမှအဖေတာလို့ချီးကျူးခံရတဲ့အထီကိုသူ့အလုပ်အပေါ်ထားရှိတဲ့စိတ်ဓာတ်ကပြင်းပြခဲ့ပါတယ်ငယ်စဉ်ကတည်းကကျောင်းနေပဲဖြစ်တဲ့အကိုတယောက်ရဲ့ဟာတာညံကိုသူတဘောကြခဲ့လို့လည်းဖော်ပြထားပါတယ်။ဒါကပတ်ဝန်းကျင်ကနေအတွေ့အကြုံတွေပညာတွေတင်ယူဖို့ဘလောက်အရေးကြီးလဲဆိုတာကိုပြသနေပါတယ်။ Jeff Binney ဟာဖျော်ဖြေရေးလုပ်ငန်းမှာအသေးစိတ်ကအစအလေးထားဂရုစိုက်တတ်တဲ့သူပါ။သူပြောမဲ့စကားလုံးတစ်လုံးချင်းစီသူပြမဲ့အမှုအရာတစ်ခုချင်းစီကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ဒီလိုအသေးစိတ်ဂရုစိုက်မှုနဲ့စီကံရှိမှုကြောင့်ပဲသူ့ရဲ့ဟာတာတွေကထိရောက်ပြီးပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာပါသူ့ရဲ့ဘဝတစ်လျှောက်မှာအခက်အခဲတွေစိန်ခေါ်မှုတွေမရေတွက်နိုင်အောင်ကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့ဘင်းနီကဘယ်တော့မှအရှုံးမပေးပဲသူ့ရဲ့အလုပ်ကိုဆက်လုပ်ခဲ့ပါတယ်ဒီလိုဇွဲလောလတွေကြောင့်ပဲသူ့ရဲ့နာမည်ကနှစ်ပေါင်းများစွာကြာအောင်ဖျော်ဖြေရေးလောကမှာတည်တက်နေခဲ့တာပါ Jeff Binney ဟာဘဝကိုပျော်ရွှင်အောင်နေထိုင်တတ်တဲ့သူတစ်ယောက်ပါသူ့ရဲ့ဟာတာကနေတဆင့်ပရိသတ်တွေကိုပျော်ရွှင်မှုတွေပေးဖို့စူးစမ်းခဲ့တယ်။သူ့ရဲ့ဟာတာတွေကဘဝရဲ့အခက်အခဲတွေကိုပေါ့ပေါ့ပါပါနဲ့ကြော်ဖြတ်ဖို့သင်ခန်းစာတွေလည်းပေးခဲ့ပါတယ်။သူ့ဘဝကနေကျမတို့ရရှိနိုင်တဲ့အဓိကသင်ခန်းစာတွေကတော့အလုပ်အပေါ်ထားရှိရဲ့စိတ်သက်ကိုလုပ်တဲ့အလုပ်ကိုစိတ်အားထက်သန်မှုအပြည့်နဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။အောင်မြင်မှုဆိုတာအသေးစိတ်ဂရုစိုက်မှုကနေစတင်တတ်ပါတယ်။ဘယ်လိုအခက်ခဲပဲကြုံပါစေအရှုံးမပေးပဲဆက်ကြိုးစားပါဘဝကိုပျော်ရွှင်အောင်နေထိုင်တတ်ပြီးပတ်ဝန်းကျင်ကိုလည်းပျော်ရွှင်မှုပေးနိုင်အောင်ကြိုးစားပါဒါကြောင့်မို့ Jeff Binney ရဲ့ဇာတ်လမ်းကဖေမြေရဲ့မဖြစ်နိုင်ဘူးဆိုတာတေချပြီလားဆိုတဲ့စာအုပ်ရဲ့အနှစ်သာရကိုထပ်မံပြီးဖော်ပြပေးခဲ့ပါတယ်ကျမတို့ရဲ့ဘဝမှာလည်းဒီလိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေတွေရှိခဲ့ပါတယ်ဒါပေမဲ့ Jeff Binney ရဲ့ဘဝကိုသင်ခန်းစာယူပြီးကိုယ့်ရဲ့အလုပ်ကိုတန်ဖိုးထားဆွဲမလျှော့ပဲစူးစမ်းသွားမယ်ဆိုရင်အောင်မြင်မှုဆိုတာကျမတို့ရဲ့လက်တကမ်းမှာပဲရှိနေတယ်ဆိုတာဒီ podcast ကနေတဆင့်တင်ပြလိုက်ရပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်အပတ်မှာနောက်ထပ်စိတ်ဝင်စားစရာတွေနဲ့အတူပြန်လာခဲ့ပါမယ်။